မြန်မာနှစ်သက်နဲ့အတူအသက်ရောက်ရှိလာတဲ့လိုက်ကစီရီအသစ်နှစ်သုံးချက်ချမင်္ဂလာပါရှင်ဝင်လိုက်ကမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့မြန်မာနှစ်သက်ကူနဲ့အတူအသက်ရောက်ရှိလာတဲ့နှစ်သုံးချက်ချလိုက်ကစီရီအသစ်လေးနဲ့မိတ်ဆက်ပေးခြင်းပါရဲ့ရှင်ဒီပိတ်စာလေးရဆိုရင်တော့အနေကပိတ်ထက်ပါရှိပါတယ်။ဝေးများရဲ့လိုက်ကလေးဖြစ်တာကြောင့် quality ကောင်းပြီးတော့အလင်းပိတ်အားလည်းပိုကောင်းပါရဲ့ရှင်။ဒီနှစ်သုံးချက်စီးလေးရဆိုလို့ရှိရင်တော့ customer တွေအကြိုက်တွေ့စေမဲ့အစီအလေးတစ်ခုပဲဖြစ်ပါရဲ့ရှင်။ဒီနေ့သုံးချက်စီးလေးမှာဆိုရင်တော့အညိုရင်းရောင်အပြာနုရောင်ခရင်ရောင်အရာ300ရရှိနိုင်ပါရဲ့ရှင်အညိုရင်းရောင်လေးရဆိုလို့ရှိရင်တော့တစ်လွင်တောက်ပါပြီး standard မြင့်ဆောက်လုပ်ထားတဲ့အနေနဲ့လိုက်ဖက်ညီမှုရှိပါရဲ့ရှင်ဒီအပြာနုရောင်လေးရဆိုလို့ရှိရင်တော့အတီငင်လေးရောင်လေးဖြစ်တာကြောင့်နေရင်ကိုကြည်လင်အေးမြသွားစေမှာပဲဖြစ်ပါရဲ့ရှင်နောက်ဆုံးရောင်လေးကတော့ဘယ်တော့မှမယူနိုင်တဲ့ခရင်ရောင်လေးပဲဖြစ်ပါရဲ့ရှင် modern decoration ကိုအသားပေးထားတဲ့အနေနဲ့လိုက်ဖက်ညီမှုရှိပါရဲ့ရှင်ဒီနေ့36စီးလေးရဲ့ UV နဲ့နေအောင်ကာနှုန်းလေးကတော့85ရာခိုင်နှုန်းကနေ95ရာခိုင်နှုန်းအထိကာဝယ်မှုပေးပါရဲ့ရှင်။နှစ်သစ်မှာလိုက်ကစီးရီးတွေတက်ချင်နေဆိုရင်တော့ဒီနေ့36စီးလေးကိုရွေးချယ်ဖို့အကြံပြုချင်ပါရဲ့ရှင်။ခုမိတ်ဆက်ပေးခဲ့တဲ့လိုက်ကစီးရီးအသစ်နှစ်36စီးရီးလေးအပြင်တခြားသောလိုက်ကတွေကိုကြည့်ရှုလိုပါကတောင်းကလာပါမြို့နယ်ဝေဇန်ရလမ်းမပေါ်မှာတည်ရှိတဲ့ညီမတို့ရဲ့ဝင်းလိုက်ကရှိုးရုံတို့အကြွလန်ခဲ့ဖို့နှွေးထွေးစွာဖိတ်ခေါ်လိုက်ရပါရဲ့ရှင်။